ဘဝဆိုတာတိုက်ပွဲပဲဆိုရင်ကျွန်တော်တို့ရဲ့တီးခံနိုင်စွမ်းထိန်းချုပ်နိုင်စွမ်းနဲ့နာကျင်စိတ်ဆင်းရဲစရာတွေကိုတွန်းလှန်ဖြိုဖျက်ပြီးမိမိကိုယ်ကိုတိဆောက်ရတဲ့တိုက်ပွဲပဲဖြစ်ပါလိမ့်မယ်အခုဆောင်လေးကတော့ခက်ခဲတဲ့ကာလတွေမှာအလိုအဆုံးအည်သွေးဖြစ်တဲ့ရင်းကျက်တန်မာတဲ့စိတ်အကြောင်းရေးသားထားတာဖြစ်ပါတယ်တန်မာတဲ့စိတ်တက်လို့အမိပေးထားတဲ့ဒီဆောင်မှာအပိုင်း၃ပိုင်းပါဝင်ပါတယ်အပိုင်း၁ကပျော်ရွှင်မှုအပိုင်း၂ကရှင်သန်မှုအပိုင်း၃ကစိတ်သဘောထားတို့ဖြစ်ပါတယ်ပျော်ရွှင်မှုအပိုင်းမှာစိတ်ချမ်းသာမှုအတွက်ဘယ်လိုယုံကြည်မှုအမားတွေကိုဖျောက်ပြီးဘယ်လိုခံယူချက်တွေထားသင့်တယ်ဆိုတာနဲ့ပတ်သက်လို့ရေးသားထားပါတယ်ရှင်သန်မှုအပိုင်းမှာတော့နေ့စဉ်ဘဝအတွက်အရေးကြီးတဲ့လေးလာသင်ယူမှုနဲ့ရှင်သန်ရေးအတွေးအမြင်တွေအကြောင်းဖြစ်ပါတယ်နောက်ဆုံးစိတ်သဘောထားအပိုင်းမှာတော့ရင်းကျက်စွာနေထိုင်ဖို့လိုအပ်တဲ့စိတ်နေစိတ်ထားနဲ့ယုံကြည်မှုတွေအကြောင်းပါဒီဆောင်လေးကတော့စာရေးဆရာချစ်မင်းခန့်ရေးသားထားတဲ့တန်မာတဲ့စိတ်တက်ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်ဒီစာအုပ်လေးကိုဖတ်ပြီးသွားတဲ့အခါစာဖတ်သူတို့အတွက်တန်မာတဲ့စိတ်တက်ကိုတိဆောက်ဖို့ထားရှိရမယ့်အည်သွေးတွေကိုနားလည်သိမြင်လာပြီးစိတ်တက်ခွင့်အားတွေရရှိလာမယ်ဆိုတာယုံကြည်ပါတယ်မိတ်ဆွေတို့လည်းဆရာချမ်းမင်းခန့်ရေးသားထားတဲ့တန်မာတဲ့စိတ်တက်ဆိုတဲ့စာအုပ်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ဝယ်ယူအားပေးဖတ်ရှုလိုက်ပါလို့တိုက်တွန်းပါရစေအဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်